အားလုံးပဲမင်္ဂလာပါရှင် MTD ကွန်ပျူတာထိန်းသိမ်းစင်တာကနေပြန်လည်ကြိုဆိုပါရှင်ဒီနေ့အမက logical function state က and function နဲ့ off function အကြောင်းကိုဆက်ပြီးတော့ရှင်းပြပေးပါမယ် and function နဲ့ off function ကိုဘယ်နေရာတွေမှာသုံးလဲဆိုတော့ logical test တွေတစ်ခုထပ်ပို့ပြီးတော့စစ်ဆေးခြင်းတဲ့အခါမှာသုံးတယ်ပေါ့နော်အဲ့တော့အမတို့ logical function state အကြောင်းလေးရှင်းခဲ့ပြီးပြီဆိုတော့ဒီ logical function လေးတွေကတည်ပြီးသားပေါ့နော်အဲ့တော့ဒီနေရာမှာ logical test တစ်ခုထပ်ပို့ပြီးတော့စစ်ဆေးကြည့်မယ်အဲ့တော့ and function function ရဲ့အဓိပ္ပာယ်ကကြတော့သူစစ်လိုက်တဲ့ logical test တွေအားလုံးမှန်မှာ true ဆိုတဲ့အဖြေထွက်ပေးရတခုမှလိုက်ပြီးဆိုတာနဲ့ false ဆိုတဲ့အဖြေထွက်ပေးတယ် off function ကကြတော့သူစစ်လိုက်တဲ့ logical test တွေကတခုမှန်ရုံနဲ့ true ဆိုတဲ့အဖြေထွက်ပေးတယ်အားလုံးမှားမှသာ false ဆိုတဲ့အဖြေထွက်ပေးတယ်အဲ့တော့ဒီနှစ်ချက်လေးကိုတော့မတို့မှတ်ထားရမယ်အဲ့တော့အရင်ဆုံး and function လေးနဲ့စစ်ကြည့်မယ်ဒီမှာဆိုရင်သူက logical test နှစ်ခုစစ်ရမယ်A1 greater than B1 ရဲ့ A1 less than B1 ရဲ့အဲ့တော့ဒီ set ကွက် A1 လေးမှာရှိတဲ့50နဲ့ B1 set ကွက်လေးမှာရှိတဲ့60နဲ့ကိုနှိုင်းယှဉ်ကြည့်မယ်ဒီနေရာလေးမှာ and function လေးနဲ့နှိုင်းယှဉ်ကြည့်မယ် ANDN ပြီးရင် A1 greater than B1 လို့ပြောတဲ့အတွက် A1 set ကွက်လေးကိုတွားထောက်မယ် greater than B1 နောက်တစ်ခုကကြတော့ A1 less than B1ဒါဆိုရင်အမတို့ enter ခေါက်လိုက်တဲ့အခါမှာ false ဆိုတဲ့အဖြေလာထွက်ပြီးဘာလို့လဲဆိုတော့ and function ကိုသုံးထားတာဖြစ်တဲ့အတွက်သူစစ်လိုက်တဲ့ logical test တွေအားလုံးမှန်မှာ true လို့ပြောတဲ့အတွက်သူကတစ်ခုမှနေတဲ့အတွက် false ဆိုတဲ့အဖြေလာထွက်ပြီးနောက်တစ်ခုကကြတော့ဒီနေရာမှာ logical test 3ခုစစ်ကြည့်မယ် equal and function ခေါ်လိုက်တယ်ပြီးရင် logical test ကA1 less than B1 ကိုအရင်ဆုံးစစ်မယ် A1 less than B1 comma ခံမယ်နောက်တစ်ခုကကြတော့ B1 less than A1 B1 less than A1 comma ခံမယ်နောက်တစ်ခုကကြတော့ B1 က equal ညီသလား A1 ရဲ့နှစ်ဆနဲ့ညီသလားလို့စစ်ကြည့်မယ်ဒါကြောင့် B1 က equal A1 into 2လို့ရိုက်ပြီးတော့စစ်ကြည့်လိုက်တယ်အနာခေါက်လိုက်တဲ့အခါမှာ false ဆိုပြီးတော့ပဲအဖြေလာထွက်ပေးရဲ့ဘာလို့လဲဆိုတော့ and function သုံးထားတာဖြစ်တဲ့အတွက်သူ့ရဲ့စစ်ဆေးလိုက်သမျှ logical test တွေအားလုံးမှန်မှာ true ဆိုတဲ့အဖြေထွက်မှာတခုမှားလိုက်တာနဲ့ false ဆိုတဲ့အဖြေပဲလာထွက်ပေးရဲ့နောက်တစ်ခု off function ကိုသုံးကြည့်မယ် off function ကကြတော့ logical test တွေအားလုံးနဲ့ကတခုမှန်ပြီဆိုတာနဲ့ true ဆိုတဲ့အဖြေထွက်ပေးမှာဒါဆိုရင်ဒီနေရာလေးမှာမတို့စစ်ကြည့်မယ် A1 greater than B1 ပေါ့နော် off function လေးနဲ့စစ်မှာဖြစ်တဲ့အတွက် all လေးကိုခေါ်လိုက်မယ်ပြီးရင် A1 ကိုသွားထောက်မယ် greater than B1 comma ပြီးရင် A1 less than B1 A1 less than B1ဒါဆိုရင် off function ကကြတော့သူကတခုမှန်တာနဲ့ true ဆိုတဲ့အဖြေလာပေါ်ပြီးအားလုံးမှားမှသာ false ဆိုတဲ့အဖြေသူကထွက်တာပါနော်နောက်တစ်ခုဒီမှာ logical test 3ခုစစ်ကြည့်မယ် equal or A1 less than B1 A1 less than B1 comma B1 less than A1 B1 less than A1 comma ပြီးရင် B1 equal to A1 into 2ဒါဆိုရင်သူ့ရဲ့အဖြေက true ဆိုတဲ့အဖြေပဲလာပေါ်ပေးရဲ့သူ့ရဲ့ off function ကိုသုံးထားတာဖြစ်တဲ့အတွက် logical test တွေကတခုမှန်ပြီဆိုတာနဲ့သူကအဖြေက true လို့လာပေါ်ပေးရဲ့အဲ့တော့ and function နဲ့ off function ရဲ့သဘောတရားလေးကိုကိုကသိသွားပြီဆိုရင် and ကိုတောင်းရမလား or တောင်းရမလားဆိုတာကိုကိုယ့်ရဲ့လိုချင်တဲ့အဖြေပေါ်မှာမူတည်ပြီးတော့စဉ်းစားရမယ်အဲ့တော့ဒီနေရာလေးမှာမတို့ if and function နဲ့ if of function exercise လေးနှစ်ခုကိုရှင်းပြပေးမယ် if and function ကကြတော့သူကဘယ်လိုနေရာမှာသုံးတာလဲဆိုတော့ and function ကြီးသုံးမယ်ဆိုရင် true နဲ့ false ပဲထွက်ပြီးဒီတစ်ခါမှာမတို့အမှတ်စင်းနေအောင်ရှုံးစင်းနေကိုတွက်မှာဖြစ်တဲ့အတွက်အောင်သလားကြသလားဆိုတဲ့အဖြေကိုပဲလိုချင်တာဒါကြောင့်မလို့ if နဲ့တွဲသုံးမှာသူကအဖြေထွက်မှာပေါ့နော် if နဲ့တွဲသုံးတာဖြစ်တဲ့အတွက် and function ဒီ20ကိုစစ်လိုက်တဲ့ logical test တွေအားလုံးမှန်မှာအဖြေက true ဆိုတဲ့အဖြေထွက်ပေးတာဒါကြောင့်မလို့ဒီအမှတ်စင်းနေအားလုံးဒီအောင်မှတ်အားလုံးဖြစ်မှသာ pass ဖြစ်မယ်တကယ်လို့တစ်ခုကအမှတ်စင်းတစ်ခုကဒါဒီပေါ့နော်အောင်မှတ်မရခဲ့ဘူးဆိုရင် fail ဆိုတဲ့အဖြေလာပေါ်မှာပဲအဲ့တော့ဒီနေရာလေးမှာဒီအမှတ်တွေအားလုံးကို logical test တွေနဲ့စစ်ဆေးမှဖြစ်တဲ့အတွက် and နဲ့တွဲပြီးတော့သုံးမယ်အဲ့တော့အရင်ဆုံး if function ကိုခေါ်လိုက်မယ် equal if control a function arguments ခေါ်လိုက်တယ် logical test မှာမတို့က and နဲ့တွဲပြီးတော့စစ်ဆေးမှဖြစ်တဲ့အတွက် and ကိုအရင်ရေးမယ်ပြီးမှခွန်းစ
တခုချင်းစီကိုစစ်မယ်မြန်မာစာအမှတ်ကိုတော့ထောက်မယ် greater than equal 40 40နဲ့ညီရင်ညီဒါမှမဟုတ်40ထက်ကြီးရဲ့အမှတ်မှန်သမျှသည်အောင်နေပေါ့နော်ဒါကြောင့်မလို့ greater than or equal 40နဲ့စစ်မယ် comma အဲ့တော့ဒီအမှတ်တစ်ခုချင်းစီကိုတော့ထောက်မယ်အမှတ်တစ်ခုချင်းစီကိုမတို့ကစစ်ဆေးပေးရမှာဖြစ်တယ် comma လေးတွေခံပြီးတော့ကြတော့ဆိုရင်ခွင့်ပိတ်တရားတော့မဖြစ်မနေထည့်ပေးရမယ်ပြီးရင်ဒီဟာတွေအားလုံးက n နဲ့စစ်တာဖြစ်တဲ့အတွက်အားလုံးမှန်မှသာ value if true မှာ pass လို့ပေါ်ပေးပါ PASS ပါလို့ပေါ်ပေးပါမဟုတ်ရင် value if false မှာ fail လို့ပေါ်ပေးပါ okay ပေးလိုက်တဲ့အခါမှာသူ့ရဲ့အဖြေအမှတ်စင်းပေါ်မူတည်ပြီးတော့အမှတ်စင်းနေအားလုံးဒီ40နဲ့ညီရင်ညီ40ထက်ကြီးတဲ့အမှတ်တွေအားလုံးဖြစ်နေရဆိုရင် pass ဆိုပြီးတော့အဖြေလာပေါ်ပေးရဲ့သူ့ကို face ဆွဲချလိုက်တဲ့အခါမှာဒီမှာ face ဆိုတာလေးလာပေါ်တာကိုတွားကြည့်လိုက်တဲ့အခါမှာသူကဒီသူ့ရဲ့ရမှတ်ဒီ39တခုပါနေရပေါ့နော်40နဲ့မညီဘူး40အောက်လျှော့နေတဲ့အတွက် face ဆိုတဲ့အဖြေလာပေါ်ပေးရဲ့ဒီနေရာလေးမှာလည်း face ဆိုတဲ့အကွက်လေးရတယ်တပါတာကြာနေတဲ့အတွက်သူကလာပေါ်ပေးရဲ့ဒါက function ရဲ့သဘောတရားကိုသိထားမယ်ဆိုရင် f နဲ့တွဲပြီးတော့ကြတော့ဒီလိုမျိုး logical test တွေအားလုံးမှန်စေခြင်းနဲ့အားလုံးမှန်မှကိုလိုချင်တဲ့အဖြေထုတ်ချင်တဲ့အခါမှာဒီ function နဲ့ f နဲ့ကိုတွဲပြီးတော့သုံးလို့ရပါတော့နော်ဒီလိုပဲနောက်ထပ် f နဲ့ on နဲ့ကိုတွဲကြည့်မယ်F နဲ့ on နဲ့ကိုတွဲတဲ့အခါမှာ on ကကြတော့တစ်ခုမှန်တယ်နှစ်ခုတည်းကတစ်ခုမှန်တယ်ဆိုလို့ရှိရင်ကိုသူကအဖြေက true ထွက်ပေးပြီး true ထွက်ပေးရဲ့ function ဖြစ်တဲ့အတွက်မတို့ဒီနေရာမှာဘယ်လိုစစ်မလဲဆိုတော့ mean allowance ဒီစားစရိတ်တွေကိုပြီးတော့မယ်စားစရိတ်ပြီးတဲ့အခါမှာ cashier နဲ့ accountant နဲ့ကိုပဲကက်ရှာဒါမှမဟုတ်ရင် accountant ဖြစ်တယ်ဆိုရင်1000ပေးမယ် others တွေကိုတော့9000ပဲပေးမယ်ဒါမျိုးပုံစံစစ်ချင်တာဒါကြောင့်မလို့ off function တော့ရမလား on function တော့ရမလားစဉ်းစားလိုက်တဲ့အခါမှာနှစ်ခုရဲ့တစ်ခုမှန်ရတာဖြစ်တဲ့အတွက် off function ကိုပဲသုံးမယ်အားလုံးမှန်စရာမလိုတဲ့အတွက် on function ကိုမသုံးဘူးပေါ့နော်အဲ့တော့ if နဲ့ on နဲ့ကိုမတို့ဒီနေရာလေးမှာစစ်ကြည့်မယ် equal if control a logical test မှာ all function ကိုသုံးမှာဖြစ်တဲ့အတွက် all ရေးလိုက်တယ်သူကအသေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ကိုကြိုက်တယ်လို့ရေးလို့ရတယ် all ခေါ်ပါတယ်ပြီးရင် logical test နေရာမှာအခုစစ်မှဒီ department နေရာမှာ cashier သို့မဟုတ် accountant လို့ပြောတဲ့အတွက် C5 equal C5 နေရာလေးမှာစာသားဖြစ်တဲ့အတွက် cashier ဒီစာသားဖြစ်တဲ့အတွက်ဒါပဲကုတ်ထဲမှာထည့်ရေးလိုက်တယ် CASHIE က cashier ပဲဖြစ်ဖြစ် comma ပြီးရင် DC5 နေရာလေးကိုပဲတွက်ထောက်မယ် C5 ဒီ equal ဒါပဲကုတ်ထဲမှာ accountant ဖြစ်တယ်ဆိုလို့ရှိရင်ခွင့်ပိတ်အဲ့တော့ all ဆိုတာဒီနှစ်ခုရဲ့တစ်ခုဖြစ်တယ်ဆိုရင်လို့ပြောလိုက်တာ C5 ဒီ equal cashier နဲ့ညီရင်ညီဒါမှမဟုတ် C5 ဒီ equal accountant ဖြစ်ရင်ဖြစ်နှစ်ခုရဲ့တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်မတို့ကသူ့ကို mean allowance 1000ပေးခြင်းနဲ့မဟုတ်ရင်တော့ others တွေကို9000ပဲပေးပါဒီလိုပုံစံရေးလိုက်တယ် if function နဲ့ all function နဲ့တွဲပြီးရေးလိုက်တဲ့အခါမှာသူကဒီ HR ဖြစ်နေတဲ့အတွက် others ထဲမှာပါတဲ့အတွက်9000လာပေါ်ပြီးရဒီနေရာမှာ accountant နဲ့ cashier ဆိုရင် face ဆွဲလိုက်တဲ့အခါမှာသူက1000လာပေါ်ပြီးရမတို့ရေးထားတဲ့အတိုင်းပဲနှစ်ခုတည်းကတစ်ခုမှန်နေတဲ့အတွက် cashier တော့မဟုတ် accountant နေရာ1000ဖြစ်ပြီး others တွေက9000နေဖြစ်သွားရပါတော့ဒါက if နဲ့ on နဲ့ကိုတွဲသုံးလိုက်တာအဲ့တော့ off function တော့ရမလား on function တော့ရမလားဆိုတာကိုလိုချင်တဲ့အဖြေပေါ်မှာမူတည်ပြီးတော့စဉ်းစားလို့ရတယ်ကိုကဒီအဖြေနှစ်ခုတည်းကတစ်ခုမှန်ရတာလားဒါမှမဟုတ်ရင်ဒီအဖြေတွေအားလုံးမှန်နေမှာဖြစ်မှာလားဒါမျိုးစဉ်းစားရမယ်ပေါ့နော်အဲ့တော့ဒီနမူနာပြောပြတဲ့ if and နဲ့ if for လေးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ဒီနေ့ပြောပြတဲ့ logical functions တွေကဒီ on function နဲ့ off function လေးတွေကအသုံးများရပါတော့အားလုံးလေ့ကျင့်ကြည့်ပြီးတော့အဆင်ပြေကြပါစေကျေးဇူးများတင်ပါတယ်